အားလုံးပဲမြင်လာပါညီမကတော့ဝေမွန်ကျော်ပါညီမအခုကလေး page မှာပေါ့နော်ပြသသွားမယ့်အစီအစဉ်ကတော့ယောဂလေ့ကျင့်ခန်းတွေဖြစ်ပါတယ်ဒီယောဂလေ့ကျင့်ခန်းကိုလုပ်ခြင်းအပြင်ကလေးမေမေတွေပေါ့နော်ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲတွေးလည်ပတ်မှုဘယ်လိုတွေကောင်းလာမလဲပြီးတော့လို့ရှိရင် concentration ဘယ်လောက်ထိပိုပြီးစူးစီးနားနိုင်မလဲပြီးရရှင်ခါနာတာတွေဘာတွေပေါ့နော်အဲ့ဒါတွေဘယ်လောက်ထိတက်တာနိုင်မလဲဆိုတော့လေ့ကျင့်ခန်းတွေကိုညီမပြသသွားမှာဖြစ်ပါတယ်โอเคအားလုံးပဲတူတူလိုက်ပြီးတော့ဆော့ကလာဖို့အတွက်ညီမဖိတ်ခေါ်ပါတယ်ဟုတ်အခုပထမဆုံးပြသသွားပြီးမြေလေ့ကျင့်ခန်းကတော့ပေါ့နော်ကိုရင်ဆောင်မေမေတွေဘာမှမလုပ်ခင်လေ့ကျင့်ခန်းတွေမလုပ်ခင်မှာကိုယ့်ရဲ့ concentration ဘယ်လောက်ရရှိမလဲပြီး breathing exercise ပေါ့နော်အသက်ရှူလေ့ကျင့်ခန်းလေးကိုအရင်စလုပ်မယ်ယောဂလေ့ကျင့်ခန်းလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ဖြာလုပ်မယ်ပြီးတော့ရှင်အဲ့ဖြာကကိုယ့်ရဲ့ခန္ဓာကိုယ် slip မဖြစ်ဖို့အတွက်ချော်မထွက်သွားဖို့အတွက်အရေးကြီးရယ်ပေါ့နော်အဲ့တော့တတ်နိုင်လို့ရှိရင်တော့ယောဂ mat ကောင်းကောင်းလေးတစ်ချက်ရယ်ပြီးရင်ရေနဲ့ဝဝလေးတောက်ထားပေါ့နော်ရေကောင်းကောင်းတောက်ထားမယ်ဝဝတောက်ထားကြလေ့ကျင့်ခန်းလုပ်ကြမှာအများကြီးတောက်ထားတာမျိုးပြောချင်တာမျိုးမဟုတ်ဘဲနဲ့ရေထိုက်တဲ့လောက်တောက်ထားမယ်ပြီးရင်ရေဘူးလေးတစ်ခုပေါ့နော်အဲ့လောက်လိုအပ်တယ်အဲ့ဒါလောက်ဆိုရင်ရပြီးဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့ block တုံးလေးတစ်ခုရှိတယ်အဲ့ block တုံးလေးဒါမှမဟုတ်လို့ရှိရင်ခေါင်းတစ်ခုပေါ့နော်ခေါင်းတစ်ခုဖင်ထိုင်ထားတာအဖြစ်ဖြစ်ဒါမှမဟုတ်အဲ့ block တုံးလေးပေါ်မှာတစ်တားတုံးလေးပေါ်မှာထိုင်ထားတာအဖြစ်ဖြစ်အဲ့လိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့တစ်ချက်သွားမယ်ပေါ့နော်ဟုတ် okay အဲ့ဆိုရင်ပထမဆုံးအရင်ထိုင်လိုက်မယ်နော်ဟုတ်အခုပထမဆုံး breathing exercise ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ဘယ်လို relax လုပ်ရမလဲဘယ်လိုတက်တောင့်တတာဖြစ်အောင်နေပြီးတော့အသက်ရှူလေ့ကျင့်ခန်းအောင်စမယ်ဆိုတာဒီမှာတစ်ချက်ပြောပြပါမယ်နော်ပထမဆုံး easy pose ကကြောင့်ကျွန်တော်ခြေချောင်းနေဖနှောက်နေတင်ပစုံရိုးတွေအားလုံးကိုတညီရဲထားလိုက်တယ်ထားပြောလို့ရှိရင်တစ်ခုနဲ့တစ်ခုထပ်နေလို့ရှိရင်နောက်ပိုင်းထိုင်တာကြာလို့ရှိရင်တွေးကြောပိတ်ပြီးထုံတာကျင်တာဖြစ်ပေါ်လာမယ်အဲ့တော့ကိုယ့်အတွက်အဆင်မပြေဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော် easy pose လို့ခေါ်တဲ့ဒီကနေစပြီးတော့အားလုံးတညီရဲသွားထားရဲပြီးရင်တင်မနှစ်ဖက်လုံးဖိပြီးတော့ထိုင်ချဖို့အတွက်လက်ကိုထောက်ပြီးတော့တင်မလေးကိုတို့လိုအပေါ်ကျလိုက်အဲ့ဒါဆိုလို့ရှိရင်တင်မတွေရောပေါင်တွေရောခြေသလုံးတွေရောကျန်းမြတ်ပေါ်မှာ balance တညီရဲနဲ့ကျသွားလိမ့်မယ်ပေါ့နော် okay အဲ့ဒါပြီးသွားလို့ရှိရင်ပခုံးတွေ short ချခါကိုဆန်ထုတ်မယ်ပထမဆုံးလက်မနဲ့လက်ညှိုးထိလိုက်တယ်ပြီးရင်လက်လေးကိုဆန်ထုတ်တယ်ခါဆန်ထုတ်လိုက်တယ်ညနာအရှိတက်တဲ့ကြည့်တာပြီးရင်မေးစီလေးကိုဆွဲကပ်လိုက်မယ်โอเคပြီးရင်မျက်လုံးစမှိတ်မယ်မျက်လုံးမှိတ်ပြီးရလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မျက်လုံးထဲမှာမြင်အောင်ကြည့်မယ်ပထမဆုံးကိုယ့်ရဲ့စိတ်ကိုဥပဝဝင်ငယ်တွေကနေစပြီးတော့အောက်ခြေခြေကြားထိကိုတနေရာချင်းစီပို့ပေးမယ်ခါးတွေဆန်ထုတ်ထားကြောတွေဆန်ထုတ်ထားโอเคမျက်လုံးဖွားဖွားလေးမှိတ်ပြီးရလို့ရှိရင်ဥပဝင်ငယ်တွေကနေစမယ်ဖြည်းဖြည်းချင်းဥပဝင်ငယ်တွေကိုစိတ်နဲ့တတ်နိုင်တဲ့လောက်ရှော့ချပေးမယ်နှထင်ကြောတွေရှော့ချလိုက်ပါမျက်မှောင်တွေရှုံမထားဘူးမျက်ခွန်လေးကိုဖွားဖွားလေးပိတ်ထားပါးကြောတွေရှော့နှခမ်းလေးကိုဖွားဖွားလေးထိထားပေးမယ်မျက်နှာမှာရှိတဲ့ကြွသားတင်အားတွေဖြည်းဖြည်းချင်းရှော့ချပေးပါအဲ့ဒီချိန်မှာလေပင်ကအယမ်းမော့နေတာမျိုးမဖြစ်ရဘူးမေးစီကိုဖြည်းဖြည်းချင်းဆွဲကပ်လိုက်တယ်ခေါင်းငုံသွားဖို့အတွက်လုပ်ခိုင်းတာမဟုတ်ဘူးဒီကနေပြီးဖြည်းဖြည်းချင်းဆွဲကပ်လိုက်တယ်ကိုယ့်ရဲ့စိတ်ထဲမှာလေပင်ရိုးရှည်ထွက်လာတယ်လို့စိတ်ထဲမှာထည့်ထားမယ် neck length ပိုပြီးရှည်လာတယ်ဟုတ်ပြီပြီးရင်ပခုံးတွေ short ချမယ်အရှိဘက်ကိုအရန်ရိုင်နေလို့ရှိရင်ပေါင်တွေခြေသလုံးတွေမှာသွေးကြောပိတ်လို့ဖြစ်ပြီးတော့ထုံနာကျဉ်တာတွေဖြစ်ပေါ်လာမယ်အနောက်ဘက်ကိုအရန်ရိုင်နေတဲ့အချိန်ကြာလို့ရှိရင်လည်း balance ကိုမထိန်းနိုင်တော့ဘူးတက်နိုင်တော့ကြောရိုးမကိုမြင်းဖြောင်းအနေထား90 degree အနေထားရအောင်ထားပါပြီးရင်ရှင်ဘက်ကြော်သားတင်အောင်စိတ်ပို့မယ်ဖြည်းဖြည်းချင်းအသက်ရှူသွင်းလိုက်တယ်တက်ပြင်းချတဲ့ပုံစံမျိုးနဲ့အသက်ရှူထုတ်လိုက်ပါအဲဆိုရင်ရင်မက်ကြော်သားတင်အားဖြည်းဖြည်းချင်းရောကြသွားလိမ့်မယ်ပြီးရင်ဘိုက်ကိုစိတ်ပို့ထားတယ်ဘိုက်ဖောင်းနေဖြည်းဖြည်းချင်းအသက်ရှူသွင်းလိုက်ပါပြီးရင်ဖြည်းဖြည်းချင်းပြန် short ချခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကတင်မားပေါ်မှာပဲရှိနေရမယ်မိညောင်ရိုးပေါ်မှာပဲရှိနေရမယ်ပေါင်တွေခြေသလုံးတွေခြေချောင်းတွေအကျန်းမြင်နဲ့ကပ်နေတာဖြစ်တဲ့အတွက်စိတ်နဲ့တက်နိုင်တော့ short ချပေးပါခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ကြွသားတင်အားတွေလျော့သွားပြီကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးရိမ့်ရိုင်နေလို့ခံစားလိမ့်မယ်ရိမ့်ရိုင်နေတဲ့ခန္ဓာကိုယ်စိတ်နဲ့ပြန်လဲတက်မှတ်ပေးပါခန္ဓာကိုယ်ငြိမ်သွားပြီဆိုရင်အသက်ရှူသွင်းရှူထုတ်ကိုစမှတ်မယ်ဖြည်းဖြည်းချင်းအသက်ရှူသွင်းရအောင်နှာခေါင်းကနေလဲပင်ရှင်ဘက်ဘိုက်ပြန်ရှူထုတ်မယ်ဘိုက်ကနေရှင်ဘက်လဲပင်နှာခေါင်းကနေဖြည်းဖြည်းချင်းပြန်ရှူထုတ်မယ်အရေးကြီးဆုံးအချက်ကရှိုက်ပြီးတော့မသွင်းပါနဲ့ရှိုက်ပြီးတော့သွင်းလို့ရှိရင်ကိုယ့်ရဲ့အဆုတ်ကပိုပြီးအလုပ်လုပ်ရတဲ့အတွက်မောလာလိမ့်မယ်ပြီးရင်ဒီလိုတစ်ချက်မောက်ပြီးတော့ရှူသွင်းတာမျိုးမလုပ်ဘဲနဲ့ဘိုက်ထီရအောင်ရှူသွင်းမယ်တချို့တွေကဘိုက်ထီမရှူသွင်းတတ်ဘူးအဲ့ချိန်ကြလို့ရှိရင်ကိုယ့်ရဲ့လက်ကလေးကိုဘိုက်ပေါ်မှာတင်ထားမယ်တင်ထားပြီးတော့ဖြည်းဖြည်းချင်းရှူသွင်းမယ်ဖြည်းဖြည်းချင်းပြန်ရှူထုတ်မယ်โอเคအဲ့တိုင်းလေးဆက်သွားပေးမယ်မျက်လုံးလေးစက်တိုက်မှိတ်ထားအသက်ရှူသွင်းရှူထုတ်လို့9မိနစ်ကနေ10မိနစ်ထိကျင့်လို့ရတယ်
တကယ်လို့ကိုညောင်းလာတဲ့အဆင်မပြေဖြစ်လာတယ်ဆိုလို့ရှိရင်နောက်ပိုင်းကျလို့ရှိရင်ဒူးအောက်မှာခေါင်းဟိုဘက်တစ်လုံးဒီဘက်တစ်လုံးထားမယ်ထားပြီးတော့တဖြည်းဖြည်းကျင့်သွားပေးမယ်အဓိကကိုယ့်ရဲ့ခန္ဓာကိုယ်ကနောက်ပိုင်းကျလို့ရှိရင်ကြောတွေညောင်းလာလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်ဝင်ဆောင်တဲ့မေမေတွေကအရှိမဘိုက်ကလေးပင်လာတာဖြစ်တဲ့အတွက်ခါးလေးကိုတဖြည်းဖြည်းချင်းနဲ့ခုံးလာတတ်တယ်ဒီ position ကိုကျင့်ခြင်းအပြင်ဘာဖြစ်လာမလဲဆိုတော့ခါးလေးတွေပို့ပြီးတော့ဆက်ဆက်လာမယ် back muscle တွေပို့ပြီးတော့ strengthening ပို့ဖြစ်လာမယ်ဘာလို့ဆိုတော့ပုံမှန်အများဆုံးအဖြစ်ရတယ်လို့လေခါးကုန်းကုန်းလေးနဲ့ထိုင်တာများတယ်နောက်ပိုင်းကျလို့ရှိရင်ဟိုလာရှင်းလာလေခါမာဆာရ relax ကိုဖြစ်လာတယ်ပေါ့နော် relax ဆိုတာတက်တောင့်တက်တာလို့ပြောမှာပေါ့နော်ဟိုရောဒီရော်ရွယ်ဖြစ်လာတယ်လို့ပြောချင်တာအဲ့တော့ဒီဟာကိုစတဲ့ဟိုကျင့်ထားပေးမယ်ကိုယ်ရင်ဆောင်တွေစရှိတဲ့ဟိုပါပေါ့နော်ဟိုတိကိုယ်ရင်ဆောင်လည်းမဟုတ်ဘူးတခြားလူတွေလည်းဒါမျိုးတွေကျင့်လို့ရတယ်စရှိတဲ့ဟိုကျင့်ထားလို့ရှိရင်ကြောကိုတစ်ခါတည်းဆန့်ထုတ်ထားတဲ့အတွက်ဒီမာဆာအနောက်ကမာဆာတွေအလုပ်လုပ်ပြီးသားဖြစ်သွားတယ်အဲ့ဒီအတွက်ခါနာနဲ့တတ်တာတွေဖြစ်စေတယ်ပြီးလို့ရှိရင် concentration အရင်ရကြည့်တယ်နောက်ဆုံးတစ်ချက်အကောင်းဆုံးတစ်ချက်ကဘာလဲဆိုတော့ခုနကပြောသလို bite ထိရအောင်ရှူတင်ထားတဲ့အတွက်တရေသားကိုပို့ပြီးတော့အောက်ဆီဂျင်များများရစေတယ်အဲ့ဒီအတွက်သူကအကျိုးသက်ရောက်မှုများစွာရရှိတယ်တခြား position တွေမကျင့်ဖြစ်ဘူးဆိုရင်တော့ဒီ position ကိုကျင့်ခြင်းအပြင်မေမေတို့အတွက်အကျိုးကျေးဇူးများစွာရရှိခြင်းမှာဖြစ်တယ် circulation လည်းအရန်ကောင်းတယ်ဒါလေးကို9မိနစ်10မိနစ်တဖြည်းဖြည်းရအောင်ကျင့်သွားပြီပေါ့နော် okay ဟုတ်ကျေးဇူးပါဒါကတော့ breathing exercise ပါဟုတ်